ပရိသတ်များမင်္ဂလာပါခင်ဗျာတင်ဆက်ပြီးမဲ့သတင်းများကတော့အမေရိကန်နဲ့အီရန်နိုင်ငံတို့အကြားတင်းမာမှုများမြင့်တက်လာနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးနည်းပညာပိုင်းဆိုင်ရာရှုထောင့်အမျိုးမျိုးကနေသုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ update news channel လေးကိုလည်း subscribe လုပ်သွားဖို့တောင်းဆိုပါတယ်ခင်ဗျာအထူးသဖြင့်ဟော်မုတ်ရေလက်ကြားတစ်ဝိုက်မှာဖြစ်ပွားနေတဲ့စစ်ရေးလှုပ်ရှားမှုတွေဆက်သွယ်ရေးနည်းပညာရဲ့အခန်းကဏ္ဍရေချောင်းစောင့်ကြည့်ရေးနည်းပညာများနဲ့စီးပွားရေးအပေါ်တက်ရောက်မှုများအကြောင်းကိုအသီးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတင်ပြပေးချင်တာကတော့နှစ်နိုင်ငံရဲ့စစ်ရေးနည်းပညာနဲ့ရေတပ်စွမ်းဆောင်ရည်ပိုင်းဆိုင်ရာအခြေအနေတွေပဲဖြစ်ပါတယ်။အမေရိကန်နဲ့အီရန်နှစ်နိုင်ငံစလုံးဟာသူတို့ရဲ့စစ်ရေးအင်အားနဲ့ရေတပ်စွမ်းဆောင်ရည်တွေကိုလူမှုကွန်ရက်မီဒီယာတွေကတဆင့်ဗီဒီယိုမှတ်တမ်းတွေနဲ့ထုတ်ဖော်ပြပြီးစိတ်သက်စစ်စင်ရေးတွေကိုပြင်းပြင်းထန်ထန်လှုပ်ဆောင်နေကြတာကိုတွေ့ရပါတယ်။အမေရိကန်ရေတပ်အနေနဲ့အိန္ဒိယသမုဒ္ဒရာအတွင်းမှာအီရန်စီကရေနံတွေတဲဆောင်လာတယ်လို့ယူဆရတဲ့သင်္ဘောတွေကိုရဟယန်တွေအသုံးပြုပြီးကြားဖြတ်စစ်ဆေးတာတက်ရောက်စီးနှင်းတာစတဲ့နည်းပညာမြင့်စစ်စင်ကြီးတွေကိုလှုပ်ဆောင်နေပါတယ်။ဒီလိုလှုပ်ဆောင်မှုတွေဟာရေချောင်းလုံခြုံရေးကိုထိန်းသိမ်းမှုနဲ့ပိတ်ဆို့အရေးယူမှုတွေကိုအကောင့်ထဲပေါ်ဖို့အတွက်အမေရိကန်ရဲ့ခေတ်မီနည်းပညာတွေကိုအသုံးပြုနေတာကိုပြသနေပါတယ်။တစ်ဖက်မှာလည်းအီရန်ဘက်ကမျက်နှာဖုံးဆွတ်ထားတဲ့လက်နက်ကိုင်အဖွဲ့တွေကကုန်တင်သင်္ဘောတွေကိုစီးနှင်းဖမ်းဆီးနေတဲ့ဗီဒီယိုမှတ်တမ်းတွေကိုထုတ်ပြန်ပြီးသူတို့ရဲ့စစ်ရေးအင်အားနဲ့စွမ်းဆောင်ရည်ကိုပြသနေပါတယ်ဒီလိုလှုပ်ဆောင်မှုတွေဟာဟော်မုတ်ရေလက်ကြားတစ်ဝိုက်မှာအီရန်ရဲ့ဒေါသအာဏာကိုပြသလိုတဲ့ရည်ရွယ်ချက်တွေပါဝင်နေပြီးနိုင်ငံတကာရေကြောင်းသွားလာရေးလမ်းကြောင်းတွေအပေါ်ဖိအားပေးမှုတွေလည်းဖြစ်ပေါ်စေပါတယ်။နှစ်ဖက်စလုံးရဲ့ဒီလိုဗီဒီယိုမှတ်တမ်းတွေထုတ်ပြီးမှုတွေဟာခေတ်သစ်စစ်ပွဲတွေမှာစစ်ရေးနည်းပညာအပြင်သတင်းအချက်အလက်စစ်ပွဲ information warfare ရဲ့အရေးပါပုံကိုမိမောင်းထိုးပြမိတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတင်ပြပေးချင်တာကတော့ဆက်သွယ်ရေးနဲ့ social media နည်းပညာတွေရဲ့အခန်းကဏ္ဍပဲဖြစ်ပါတယ်။ယနေ့ခေတ်နိုင်ငံကြီးခေါင်းဆောင်တွေဟာတမယိုကျတန်တမာရေးလမ်းကြောင်းတွေကိုကြော်လွန်ပြီး social media platform တွေကိုအသုံးပြုကာအရေးကြီးတဲ့သတင်းစကားတွေစစ်ရေးအမိန့်တွေနဲ့တတိပေးချက်တွေကိုတက်ရိုက်ထုတ်ပြန်နေကြတာကိုတွေ့ရပါတယ်။ဥပမာအားဖြင့် American သမ္မတဟောင်း Donald Trump ဟာ Truth Social လို့ social media platform တွေကိုအသုံးပြုပြီးစစ်ရေးဆိုင်ရာဆုံးဖြတ်ချက်တွေနဲ့ပတ်သက်တဲ့သတင်းစကားတွေကိုလူထုနဲ့စစ်တပ်စီတက်ရိုက်ပေးပို့ခဲ့ပူပါတယ်။ဒီလိုလှုပ်ဆောင်မှုတွေဟာနည်းပညာကိုအသုံးပြုပြီးသတင်းအချက်အလက်တွေကိုလျင်မြန်စွာဖြန့်ဝေနိုင်တယ်လို့ပြည်သူလူထုရဲ့ထောက်ခံမှုကိုရယူဖို့နဲ့ပြိုင်ဘက်အပေါ်စိတ်သက်စစ်စင်ရေးဖိအားပေးဖို့အတွက်လည်းအသုံးပြုနေကြတာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ရေချောင်းစောင့်ကြည့်ရေးနဲ့ပိတ်ဆို့မှုရှောင်လွှဲရေးနည်းပညာတွေပဲဖြစ်ပါတယ်။နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေကိုရှောင်လွှဲဖို့အတွက် Ghost Fleet လို့ခေါ်တဲ့နိုင်ငံမဲ့သင်္ဘောတွေဟာခေတ်မီနည်းပညာတွေနဲ့လုပ်ငန်းစဉ်တွေကိုအသုံးပြုနေကြပါတယ်။ဒီသင်္ဘောတွေဟာသူတို့ရဲ့မူလရင်းမြစ်ကိုဖျောက်ဖျက်ဖို့အတွက် transshipment လို့ခေါ်တဲ့ပင်လယ်ပြင်မှာသင်္ဘောတစ်စင်းကနေနောက်တစ်စင်းကိုကုန်စည်တွေဥပမာရေနံဒါမှမဟုတ်လက်နက်လွှဲပြောင်းတင်ဆောင်တဲ့နည်းလမ်းကိုအသုံးပြုကြပါတယ်။ဒီလိုလှုပ်ဆောင်မှုတွေဟာဂျိုထုစောင့်ကြည့်ရေးစနစ်တွေနဲ့ရေချောင်းတွာလာမှုမှတ်တမ်းတွေကိုရှောင်ကွင်းဖို့ကြိုးစားတဲ့နည်းပညာပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုဖန်တီးနေတာပဲဖြစ်ပါတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ဒီလိုလှုပ်ဆောင်မှုတွေကိုထိန်းချုပ်နိုင်ဖို့အတွက်ပုံမခေတ်မီတဲ့စောင့်ကြည့်ရေးနည်းပညာနဲ့ဥပဒေရေးရာမူပေါင်းတွေကိုချမှတ်ဖို့လိုအပ်နေပါတယ်။ဟော်မုတ်ရေလက်ကြားရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့မိုင်းရှာဖွေရေးနဲ့ဖျက်ဆီးရေးနည်းပညာတွေဟာအလွန်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။အီရန်ဘက်ကဟော်မုတ်ရေလက်ကြားတစ်ဝိုက်မှာရေအောက်မိုင်းတွေထောင်ထားနိုင်နေဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့အတွက်ဒီမိုင်းတွေကိုရှာဖွေဖော်ထုတ်နိုင်တဲ့နည်းပညာမြင့်ထောက်လှမ်းရေးကိရိယာတွေနဲ့မိုင်းရှင်းလင်းရေးနည်းပညာတွေဟာအခုအချိန်မှာမရှိမဖြစ်လိုအပ်နေပါတယ်။ဒီလိုနည်းပညာတွေဟာရေချောင်းတွာလာမှုလမ်းကြောင်းတွေကိုလုံခြုံစိတ်ချရအောင်ထိန်းသိမ်းဖို့အတွက်အဓိကကြပြီးနိုင်ငံတကာကုန်သွယ်ရေးကိုလည်းအကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့တင်ပြပေးချင်တာကတော့ဒီစစ်ရေးတင်းမာမှုတွေရဲ့စီးပွားရေးနဲ့ဗန်ဒါရေးဆိုင်ရာတောက်ရောက်မှုတွေပဲဖြစ်ပါတယ်။ဟော်မုတ်ရေလက်ကြားဟာကမ္ဘာရေနံတင်ပို့မှုရဲ့အဓိကလမ်းကြောင်းဖြစ်တာကြောင့်ဒီဒေသမှာဖြစ်ပွားနေတဲ့စစ်ရေးတင်းမာမှုတွေဟာကမ္ဘာရေနံစည်းနှုန်းတွေကိုတိတိတသာမြင့်တက်စေပါတယ်။ဒီလိုရေနံစည်းနှုန်းမြင့်တက်မှုတွေဟာကမ္ဘာစီးပွားရေးအပေါ်ကြီးမားတဲ့တောက်ရောက်မှုတွေရှိလာနိုင်ပြီးရှယ်ယာဈေးကွက်တွေအပေါ်မှာလည်းမတည်ငြိမ်မှုတွေကိုဖြစ်ပေါ်စေပါတယ်။ဗန်ဒါရေးဆိုင်ရာခွဲခြမ်းသုံးသပ်မှုနည်းပညာတွေကိုအသုံးပြုပြီးဒီလိုအခြေအနေတွေကိုစောင့်ကြည့်နေကြပြီးဩစတြေးလျနိုင်ငံက Westpac ဖန်လို့အဖွဲ့အစည်းကလည်းဒီလိုဗုဒ္ဓနိုင်ငံကြီးမတည်ငြိမ်မှုတွေကြောင့်အတိုးနှုန်းတွေကိုပြင်ဆင်သတ်မှတ်တာတွေလုပ်ဆောင်နေပါတယ်။ဒါဟာနည်းပညာနဲ့စီးပွားရေးနိုင်ငံကြီးတွေဟာဘလောက်အထိဆက်ဆက်နေတယ်ဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။ခြုံတုံတက်ရမယ်ဆိုရင်တော့ခေတ်သစ်စစ်ပွဲတွေမှာရိုးရာလက်နက်အင်အားသာမကပဲ social media ရေချောင်းစောင့်ကြည့်ရေးနည်းပညာမိုင်းရှင်းလင်းရေးနည်းပညာနဲ့စီးပွားရေးဆိုင်ရာအချက်လက်ခွဲခြမ်းစိတ်ဖြာမှုနည်းပညာတွေဟာဘလောက်အထိအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာကိုမိမောင်းထိုးပြနေတာပဲဖြစ်ပါတယ်။နည်းပညာရဲ့တိုးတက်ပြောင်းလဲမှုတွေနဲ့အတူစစ်ပွဲတွေရဲ့သဘောတဘာဝနဲ့နိုင်ငံတကာဆက်ဆံရေးတွေဟာလည်းပိုမိုရှုပ်ထွေးလာနေပြီဆိုတာကိုတွေ့မြင်ရပါတယ်။ပရိသတ်များခင်ဗျာသတင်းများကိုဒီမှာပဲရှင်းနာပါရစေ။နောက်ထပ်သတင်းအသစ်တွေသိရှိအောင် channel လေးကို subscribe လုပ်ပေးကြပါအောင်ခင်ဗျာနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာသတင်းအချက်လက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာ